Joshua Van ချန်ပီယံဖြစ်ခဲ့တဲ့ပန်တိုဂျာနဲ့ပွဲကိုနေ့စနစ်ပိုင်းဆိုင်ရာသုံးသက်ချက်လုပ်ကြည့်အောင်ပါဒီပွဲက26စက္ကန့်နဲ့ပြီးသွားတဲ့ပွဲဆိုတော့များများဆန်းဆန်းတော့ပြောကြရရှိမှာတော့မဟုတ်ပါဘူးဒါပေမဲ့ဒီ26စက္ကန့်အတွင်းမှာ fighter တွေဘယ်နည်းစနစ်တွေနဲ့ဘယ်လိုကစားသွားကြတယ်လဲဆိုတာသုံးသက်ပေးသွားမှာဖြစ်ပါတယ်ဒီအနေထားမှာဆိုရင်ပန်တိုဂျာရောJoshua Van ကဘယ်ချေဘယ်လက်ကိုရှေ့ထုတ်ထားတဲ့ stance နဲ့ပဲပွဲထွက်လာပါတယ်ပန်တိုဂျာရဲ့ကစားပုံက aggressive ဖြစ်တယ်သူက low kick တွေကန်တယ်ပြီးလို့ရှိရင်ဘယ်ဝိုင်းညာဝိုင်းတွေထိုးပြီးတော့ level change takedown တွေယူပြီးပွဲကိုစလေရှိပါတယ်ဒီနေ့ထားလို့ကျွန်တော်သုံးသပ်ပြပါမယ်ပန်တိုဂျာပထမအကြိမ်စလွှတ်လို့3စက္ကန့်ပဲရှိသေးတယ်ဒီ Joshua Van ရဲ့ရှေ့ထုတ်ထားတဲ့ဘဲချီကိုအနိုင်ကန်ချက်တစ်ချက်ကန်တယ်ပြီးလို့ရှိရင်ဟန်ချက်ပြတ်သွားတဲ့အနေထားမှာနောက်က white leg တွေလိုက်ပြီးတော့ထိုးဖို့စူးစမ်းပြီးမြဲ Van ကအနောက်ကိုဆုတ်ပြီးရှောင်သွားတဲ့အတွက်ပန်တိုဂျာရဲ့တိုက်ကွက်က90%ပဲအောင်မြင်တယ်လို့ပြောလို့ရတယ်ဒီနေ့ထားမှာဆိုလို့ရှိရင်ပန်တိုဂျာလှုပ်ချင်တာကဘယ်ဝိုင်းညာဝိုင်းတွေအတင်းလိုက်ထိုးမယ်ပြီးလို့ရှိရင်တန်စကာနောက်ရောက်သွားတဲ့အခါမှာတော့ take down ယူမယ်ပလန်မျိုးပါသူကအရင်ပွဲတွေမှာ3-5ပွဲဒီလိုပဲကစားလာတာကိုတွေ့ရပါတယ်ဒါကြောင့်မို့လဲ Joshua Van ကပန်တိုဂျာကန်ပေးတာနဲ့ချက်ချင်းပဲခလန်းလန်းကိုဆုတ်သွားတာတွေ့ရပါလိမ့်မယ်ဒီနေ့ထောက်တရားကြည့်ပါကျွန်တော်အနှိမ့်ပြခွင့်နဲ့ပြန်ပြီးတော့တရားရှင်းပြပါမယ်ပန်တိုဂျာကညာသန်သမားဖြစ်လို့သူက attacking setup တစ်ခုကိုစတော့မယ်ဆိုလို့ရှိရင်ဒီညာသန် stance ကိုပဲပြန်ပြီးတော့ပြောင်းလို့ရှိပါတယ်ဒီမှာဆိုလို့ရှိရင်လည်းသူလိုချင်တဲ့အနေအထားကိုရအောင်ချက်ချင်းပြောင်းလိုက်တာကိုတွေ့ရပါလိမ့်မယ် Joshua Van လည်းဒါကိုသဘောပေါက်ထားတာဖြစ်တဲ့အတွက်ပန်တိုဂျာဝင်လာမဲ့အချိန်ကိုပဲလုံးဝအာရုံစိုက်ပြီးတော့ counter ဆောက်နေတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အသေးစိတ်ရှင်းပြပါမယ်ပန်တိုဂျာကဘဲချေကိုရှေ့တလန်တိုးပြီးတော့1-2 combo 3ကိုစူးစမ်းတဲ့အချိန်မှာJoshua Van head movement လေးတစ်ချက်သုံးတယ်ဒူးလေးတစ်ချက်ကွေးပြီးတော့ဘဲထောက်လက်တီထိုးလိုက်ပြီးတော့ပန်တိုဂျာကိုအထိအောင်ထိုးသွားနိုင်တာကိုတွေ့ရပါလိမ့်မယ်ဒါကကြတော့ရှေ့တလန်တိုးပြီးတော့ထိုးတဲ့လက်သီးနဲ့ဒူးတစ်ချက်ကွေးပြီးတော့ထိုးတဲ့လက်သီးရဲ့ကြားကတိုင်းဒီလေးကိုအသုံးချသွားတာပဲဖြစ်ပါတယ်ဒီနေရာမှာတော့ပန်တိုဂျာရောJoshua Vanရောညာဝိုက်လက်သီးတွေနဲ့ punch exchange လုပ်တာကိုတွေ့ရပါလိမ့်မယ်စတိုက်ဆိုသလိုပဲပန်တိုဂျာကJoshua Vanကို right cross ထိုးပြီးတော့ချက်ချင်းပဲ underhook ကို transition ယူသွားပါတယ်ပန်တိုဂျာကဒီအနေထားကနေဒီ BJJ swap လုပ်ပြီးတော့Joshua Vanကို ground game ကိုရအောင်လှည့်ချချင်တာဖြစ်ပါတယ်ဒီလိုမျိုးလဲချနိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ပြထားတဲ့ပန်တိုဂျာရဲ့ညာခြေထောက်ကJoshua Vanခြေထောက်ရဲ့နောက်ကိုရောက်မှသာခြေထောက်ချင်းချိတ်ပြီးတော့ swap လုပ်လို့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Joshua Van ကအဲ့ဒီခြေထောက်ရဲ့နောက်ကိုအရောက်မခံမနဲ့သူ့ရဲ့ movement တွေကိုစာကဲပုံစံမျိုးလှည့်ပြီးတော့ပြန်ထွက်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒီ movement တွေကစက္ကန့်ပိုင်းလေးအတွင်းမှာပဲလုပ်သွားကြတာဆိုတော့တေချာမြင်အောင်ကြည့်နိုင်ဖို့တော်တော်လေးခက်ပါတယ်ကျွန်တော်ရှေ့မှာလုပ်ပေးခဲ့တဲ့ဗီဒီယိုထဲမှာဆိုလို့ရှိရင်Joshua Van ကဒီ Brendan Rover ကသူ့ကိုဂုတ်ကနေကန်ပြီးတော့ clinch ထိုးယူထားတဲ့အနေအထားမှာ body shot တွေထိုးတယ်ဘယ်ဝိုင်းညာဝိုင်းတွေထိုးပြီးတော့ဖြည့်ရှင်းခဲ့မှုပဲဒီပွဲကပန်တိုဂျာက clinch ထိုးယူထားတဲ့အနေအထားမှာတော့ Van ကဘယ်ဝိုင်းညာဝိုင်းတွေbody shot တွေထိုးပြီးတော့မဖြည့်ရှင်းတော့ဘဲနဲ့ပန်တိုဂျာရဲ့ဒီ ground game ကိုခေါ်ဆော့မဲ့ angle ကနေကင်းဝင်းအောင်လို့ clinch ယူထားတဲ့လက်ကိုပဲတွန်းထုတ်လိုက်တာကိုတွေ့ရပါတယ်ကျွန်တော်ရဲ့ရှေ့ရဗီဒီယိုကိုကြည့်ဘူးတဲ့သူဆိုရင်တော့ပို့ပြီးတော့နားလည်ပါလိမ့်မယ်ကျွန်တော်တခုပြောချင်တာပန်တိုဂျာကလည်းတော်တော်လေးအိမ်စာလုပ်ထားပါတယ်Joshua Van ဒီ Jeff ထိုးလို့ရှိရင် slip လုပ်ပြီးတော့ခေါင်းလေးကိုရွှေ့ပြီးတော့ရှောင်လေးရှိပါတယ်။ဒါကြောင့်မလို့ဒီနေထားမှာဆိုလို့ရှိရင်ပန်တိုဂျာကဘယ်ချီရှိတလန်တိုးပြီးတော့ဘယ် Jeff ထိုးမယ်ဆိုပြီးတော့ဖိမ့်ပြရတယ်။ဖိမ့်ပြပြီးတော့ညာဘက်ကိုရှောင်တဲ့အချိန်မှာသူကဒီညာအခြေအမြင့်ကန်ချက်ကန်ပြီးတော့ပွဲသိမ်းကျင်တာပေါ့နော်။ဒါပေမဲ့အခြေအနေကတော့အဆင်ပြေမသွားခဲ့ပါဘူး။ကျွန်တော်တခုပြောချင်တာပေါ့လေဒီ fighter တော်တော်များများကတော့ပွဲတွေမှာဆိုလို့ရှိရင် range ကိုတိုင်းပြီးမှ low kick တွေကန်ကြည့်တယ် body kick တွေကန်တယ်အခွင့်အရေးရမှသာ head kick တွေကိုကန်ကြည့်ကြတာပေါ့နော်ဒါပေမဲ့ဒီပွဲမှာဆိုလို့ရှိရင်ပန်တိုဂျာပထမဆုံးကန်ချက်မှာပဲဒီပွဲဖြတ်ချင်စောကြည့်ပြီးတော့ head kick ကိုချက်ချင်းကန်လိုက်ပါတယ်အဲ့ဒါအတူတူအမှားဖြစ်သွားတယ်လို့ကျွန်တော်တို့ထင်တယ် head kick ကန်ပြီဆိုလို့ရှိရင်အဓိကကတော့အခြေနှမျိုးရှိပါတယ်ကန်ကြီးရယ်တဲကြီးရယ်ဆိုပြီးတော့ရှိရယ်ပန်တိုဂျာရဲ့ကန်ကြီးက9ပေကျော်လောက်ကိုရောက်နေပြီးတော့ဒီအမြင့်ကန်ချက်ကိုJoshua Vanကလည်းဒီပခုံးနဲ့ဖမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသူ့ရဲ့တဲကြီးကတော်တော်လေးအန်ဒီများတဲ့အနေထားကိုရောက်နေပါတယ်တော်တော်လေး balance ပြတ်နေရပေါ့နော်ဒီ fighter တယောက်ကကိုယ့်ရဲ့ကန်ချက်ကိုပြိုင်ဘက်ကဖမ်းမိသွားတဲ့အခါမျိုးမှာဒီကြံတစ်ဖက်ကိုပဲအားပြုပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ balance ကိုထိန်းရမှာဖြစ်ပါတယ်ဒီနေထားမှာတော့ပန်တိုဂျာရဲ့ကန်ကြီးတစ်ဖက်က9ပေကျော်လောက်ကိုရောက်နေပြီးတော့ဒီခန္ဓာကိုယ်ကလည်း body balance ပြတ်နေတာကြောင့်သူ့အနေနဲ့ကျမ်းပြင်ကိုလက်နဲ့ထောက်ပြီးလှဲချမှပဲရပါတော့မယ်။ဒါကြောင့်မလို့လေသူကလှဲချဖို့ဟန်ပြင်းနေဒါပေမဲ့ကံမကောင်းတာတခုကကျွန်တော်တယောက်တည်းရဲ့အမြင်ပေါ့နော်။ပန်တိုဂျာရဲ့ဒီတဲဂျီကအစကတော့ position မှန်နေဗျာဒါပေမဲ့ဒီJoshua Vanရဲ့6လောက်နဲ့ခတ်မိပြီးတော့ဒီတဲကြီးပါဟန်ချက်ပြတ်သွားတဲ့အတွက်ကြောင့်မလို့ body weight တစ်ခုလုံးကဒီလက်ပေါ်ကိုပဲတွားပြီးတော့အားတက်ရောက်သွားတယ်လို့ထင်ပါတယ်။ဒါကြောင့်မလို့လဲအခုလိုမျိုးကန်ဆိုးသွားပြီးတော့အခုလိုမျိုးကြီးကြီးမားမားဒဏ်ရာရသွားတယ်လို့ပဲထင်ပါတယ်။တကယ်လို့သာအဲ့ဒီတဲကြီးကိုသာ Joshua Van 6လောက်နဲ့မခတ်မိခဲ့ဘူးဆိုလို့ရှိရင်တော့ဒီခန္ဓာကိုယ် body weight တစ်ခုလုံးကလက်ပေါ်မှာရောဒီတဲကြီး6လောက်ပေါ်မှာရောမျှပြီးတော့ခံမှာဖြစ်တဲ့အတွက်ဒီလောက်ထိတော့ဒဏ်ရာမပြင်းထန်တော့ဘူးလို့တော့ကျွန်တော်တို့ယူဆမိတယ်။ဒါကျွန်တော်တယောက်တည်းရဲ့အထင်ဖြစ်တဲ့အတွက်ကြောင့်မှားခြင်းလည်းမှားနိုင်ပါတယ်။ကျွန်တော်အနေနဲ့လည်း26စက္ကန့်ပဲကြာတဲ့ပွဲတစ်ပွဲကိုနေ့စနစ်ပိုင်းသုံးသက်ချက်ဗီဒီယိုလောက်ရတာလွယ်တော့မလွယ်လာပါဘူးဒါကြောင့်မလို့ဒီလိုမျိုးနေ့စနစ်ပိုင်းဗီဒီယိုတွေကိုကြည့်ကျင်နေဆိုလို့ရှိရင်တော့ comment မှာမှတ်ချက်ရေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်